သမင်းသားစပွဲမှာမှားနေရရှိရဲ့စပွဲဆိုဖာနီချာဆိုင်ကအထင်းလုံးစပွဲတွေဝယ်လိုက်တယ်အချင်းတွေကြာလာရင်သမင်းသားစပွဲနဲ့မတူပဲမုတ်တွေပစ္စည်းတွေစုံလာတယ်ဒီလိုနဲ့တန်ရှင်းမနိုင်ရင်သမင်းသားစပွဲမှာပိုးမွားတွေပေါက်တဲ့နေရာတွေဖြစ်ရောကလေးတွေရှိရဲ့အိမ်ဆိုပို့ဆိုးတယ်ရေခဲတက်တာဆိုလဲနေရာတစ်ဝက်လောက်ကိုသူကယူထားတယ်ခြားစောစောနေထဲပို့တော့နေရာမရှိတော့ဘူးစိတ်ရှုပ်လာတဲ့အောင်ကြီးလေးများအကုန်လုံးရှင်းတော့ပြီးပြင်ဆင်လိုက်တယ်နေရာကပ်ပြီးတော့နဲ့ကပ် kitchen counter ကို customize လုပ်တယ် electrical appliance တွေအတွက်လည်းပလက်ပေါက်လေးတွေထည့်မယ်ရေခဲတက်တာ site ကြီးရဲ့ဗီဒီယိုလုံးအပေါ်ဆုံးအမချုပ်ပစ္စည်းတွေတင်ပြီးရေခဲတက်တာကြီးကိုအဝင်ဝင်ချထည့်ချလိုက်တယ်ဂျားတွေကလွတ်နေတဲ့နေရာကိုဆင်လေးရိုက်အောင်ကြီးရဲ့ collection ပလင်းတွေထည့်သိမ်းမယ်နောက်ဆုံးမှာတော့ဘယ်ဘက်ညာဘက်နှစ်ဖက်လုံးမှာအန်ဆယ်ဖြစ်ပါတယ်ကပ်ပီနက်ကြီးလုံးဒီမိုကြသုံးပစ္စည်းတွေအကုန်လုံးထည့်သိမ်းမယ်အလဲကနေအရှင်ဆွဲထုတ်ဆွဲသိမ်းလို့ရတဲ့စပွဲအရှိကြီးကိုတက်မယ်စားတဲ့လူများရဲ့အရှိကြီးတုံးပြီးပြန်သိမ်းဖို့ဒီပလက်တန်းလေးတွေပါပြေးလိုက်လို့ရှိရင်ဟော့ပေါ်စားလဲ extension တွေပြေးစရာမလိုဒီလိုဆိုရင်ကျဲလဲကျဲသိမ်းစရာလဲများတဲ့ dining room လေးရသွားပြီအားလုံးကိုကျေးဇူးတင်ပါတယ်